မင်္ဂလာပါရှင်မြန်မာထဆန်လိုင်စင်ဌာနမှကြိုဆိုပါရရှင်ကညနာမှာကိုရိုင်းကိုကြတက်တက်လို့ကျင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြအောင်ကြည့်လိုက်ပါရှင်ကညနာရဲ့မူဝါဒတွေအရလုပ်ငန်းသုံးကားရည်နဲ့တစ်စီးဆိုရင်တော့တစ်နှစ်မှာတစ်ကြိမ်အေးစီကားရည်ဆိုရင်တော့နှစ်နှစ်မှာတစ်ကြိမ်တက်တက်လို့ဝေးလေးရှိပါလိမ့်ရှင်မိကိုရိုင်းကညနာမှာကိုရိုင်းကိုကြတက်တက်လို့ကျင်နေဆိုရင်တော့ဒီချက်လေးတွေကိုသိထားရမှာပဲဖြစ်ပါတယ်ရှင်မိကရဲ့လိပ်စာပေါက်နေတဲ့လိုင်စင်ရုံးကဘယ်မျိုးနဲ့လဲဆိုတာကိုအရင်ဆုံးကြည့်ရပါမယ်ရှင်နောက်တစ်ချက်အနေနဲ့ကတော့ကားမှာအမီပေါက်တဲ့သူရဲ့နာမည်ကိုဆက်ကြည့်ရပါမယ်ရှင်ကားမှာအမီပေါက်တဲ့သူရဲ့မှတ်ပုံတင်မူရင်းနဲ့အတူကညနာရုံးကိုရိုင်းကိုကြသွားရမှာပဲဖြစ်ပါတယ်ရှင်အကယ်၍ကားမှာအမီပေါက်နေတဲ့သူရဲ့မှတ်ပုံတင်မူရင်းမရရှိနိုင်မှုဆိုရင်တော့ရပြတ်တမို့အလားညွန့်တဲ့တကောင်စင်းအတိုင်းအခွန်ဆောင်ရမှာပဲဖြစ်ပါတယ်ရှင်အခွန်ဆောင်မှုလို့ရှိရင်တော့အခွန်စိမ့်တဲ့အတူကညနာရုံးကိုသွားရမှာပဲဖြစ်ပါတယ်ရှင်ကိုရိုင်းကိုကြတော့လောက်ကမဲ့သူတွေအနေနဲ့ကတော့ရင်းစစ်ဆေးရမယ့်ရက်ကို online မှာ booking ကြိုထားမှာပဲဖြစ်ပါတယ်ရှင်။ booking ရရင်လည်းရောက်လာပြီဆိုတာနဲ့ကားနဲ့အတူ Twitter, အုံနာပုံမှတ်ပုံတွေမူရင်းနဲ့တကောင်စင်းမူရင်းတို့ကိုယူသွားမှာပဲဖြစ်ပါတယ်ရှင်။ကိုရိုင်းလုံးဆောင်တို့အချိန်မရတဲ့လုပ်ငန်းရှင်လူကြီးမင်းတို့အနေနဲ့ကျမတို့မြန်မာထူဆန်ကုမ္ပဏီရဲ့လိုင်စင်ဌာနကိုဆက်သွယ်မြင်မြန်ပြီးတော့လက်ဆောင်လို့ရနေပါပြီနော်။ကညနာရောက်ရင်လုံးဆောင်ရမည့်အချက်တွေကိုလည်းနောက်ဗီဒီယိုလေးမှာဆက်ပြီးတင်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့မြန်မာထူဆန်ပေလေးကိုအသေးလေးနဲ့လိုက်ရ follow လုပ်သွားဖို့မမေ့နဲ့အောင်နော်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တရားစီရင်တိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်။လူကြီးမင်းတို့ရဲ့လက်စင်တက်တို့ကိစ္စဝဝကိုဆက်ရချင်နေဆိုရင်တော့အောက်မှာပေးထားတဲ့ဖုန်းနံပါတ်တွေကိုဆက်သွယ်မြင်နိုင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်ရှင်။ဘိုင်ဘိုင်။